မင်္ဂလာပါ Fighter Fan တွေခင်ဗျာဒီနေ့တော့ Joshua Van ရဲ့နောက်ထိုးမဲ့ပွဲမှာဘယ်သူနဲ့တွေ့နိုင်လဲဆိုတာဆွေးနွေးကြည့်မယ် Flyweight Division ထဲမှာ contender ကောင်းတွေအများကြီးရှိပါတယ် Van အတွက်စမ်းသပ်မှုကြီးဖြစ်နိုင်တဲ့ opponent တွေကိုကြည့်ကြမယ်ပထမဆုံးဖြစ်နိုင်ခြေရှိတဲ့သူကတော့ Manel Kape ပါ Kape က speed မြန်ပြီး explosive striker ဖြစ်ပါတယ် stand up ဖြစ်လာရင်ပွဲကအရန်ကြီးကောင်းနိုင်ပါတယ် Van ရဲ့ pressure နဲ့ Kape ရဲ့ speed တိုက်ဆိုင်ရင်အလွန်စိတ်လှုပ်ရှားစရာဖြစ်မယ်နောက်တစ်ယောက်ကတော့ Brandon Royval ဖြစ်နိုင်ပါတယ် Royval က submission game ကောင်းပြီး scramble တွေမှာအနေရရှိပါတယ်ဒီပွဲဖြစ်လာရင် Van အတွက် grappling defense ကိုစမ်းသပ်မဲ့ပွဲဖြစ်နိုင်ပါတယ်နောက်ထပ်အကြီးဆုံး challenge ဖြစ်နိုင်တာကတော့ Alexander Pantoja လို experience ကြီးတဲ့ fighter ဖြစ်ပါတယ် ground control နဲ့ submission skill မြင့်တာကြောင့် Van အတွက် toughest matchup ဖြစ်နိုင်ပါတယ်အချုပ်အားဖြင့် striker နဲ့တွေ့ရင် Van အတွက်အားသာချက်ရှိနိုင်ပါတယ် grapple နဲ့တွေ့ရင်တော့ wrestling defense နဲ့ ground awareness ကအရေးကြီးလာမယ်မင်းတို့ထင်တာ Van ရဲ့နောက်ပွဲဘယ်သူနဲ့ဖြစ်တဲ့လဲ comment မှာရေးပေးပါဒီမဲ့ content တွေဆက်ကြည့်ချင်ရင် subscribe လုပ်ထားပါ